ဘာတချင်းမဲဆိုဗျာသူ့ပါစက်တဲ့ရောက်သွားရင်တချင်းတိုင်းကအကုန်ပေါက်တယ်စာသားတွေရတယ်နားထောင်ရတော့တော်တော်ရှင်းရှင်းလင်းဖြစ်ပြီးတော့နားထောင်လို့ကောင်းတယ်ဆိုပြီးလူပြောများနေတယ်ရွှေစရုပ်လာတော့စောင်းရမ်းမိုက်တယ်ဗျာနားထောင်ကြည့်မယ်好几把谁的心事，阿罗谁来讲嘛谁？好几把谁的心事，阿罗谁来讲嘛谁？我是导演。